ခါကကြောင်တကောင်ရှိလေသည်သူသည်စကလေးတကောင်ကိုဖမ်းမိလေသည်ငါမင်းကိုစားမယ်ဟုကြောင်ကစကလေးကိုပြောသည်စကလေးကကျုပ်ကိုမစားမီတင့်ရဲ့မျက်နှာကိုတစ်လိုက်ပါအောင်နောက်မှကျုပ်ကိုစားပါဒါဟာကောင်းတဲ့အပြုတ်မူပါလူတွေလည်းအစာမစားမီဒီလိုပဲမျက်နှာကိုစေးကြောတတ်ကြတယ်ဟုဆိုသည်ထိုအခါကြောင်ကကောင်းပြီငါမျက်နှာကိုတစ်မယ်ငါမျက်နှာတစ်တာဘလောက်မြန်တယ်လဲဆိုတာမင်းကြည့်နေ10 မိနစ်တောင်မကြာစေရဘူးဟုပြောသည်ကြောင်သည်မျက်နှာစတစ်လေတော့သည်သူသည်ရှေ့ခြေနှချောင်းကိုမှုရေထဲတွင်နှစ်ထားသည်ထို့နောက်ရှေးဘဝဖြင့်ရေကိုတည်ယူကာမျက်နှာအညစ်ကြေးများကိုစေကြောတုတ်တင်လေသည်မျက်နှာတစ်စင်မျက်လုံးကိုမှိတ်ထားသည်ထို့သောကြောင့်မျက်လုံးမှိတ်၍မျက်နှာတစ်နေစဉ်အခွင့်အရေးကိုစောင့်ဆိုင်နေသောစကလေးငှက်သည်ရုတ်တရက်ထပြန်ပြေးလေတော့သည်ကြောင်သည်မျက်လုံးဖွင့်လိုက်စဉ်စကလေးငှက်ပြန်ပြေးသွားသည်ကိုမြင်လိုက်ရလေသည်သူသည်စကလေးနောက်သို့ပြေး၍လိုက်လေသည်သို့သောမိုးပေါ်မှပြန်တန်းသွားသောစကလေးငှက်ကိုကြောင်သည်အဘယ်သို့ဖမ်းမိနိုင်မည်နည်းသူသည်ဝမ်းထဲကြေကွဲစွာဖြင့်နောင်တရလျက်ရှိသည်နောက်ဆိုငါအစာကိုအရင်စားပြီးမှမျက်နှာကိုတစ်မယ်ဟုတကူတည်းပြောဆိုနေမိလေသည်